အားလုံးပဲမင်္ဂလာခင်ဗျာကျွန်တော်ရဲ့ Service Star Sport Facebook page နဲ့ YouTube channel လေးနဲ့အားလုံးပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီနေ့ဒီဗီဒီယိုလေးမှာတော့2025ခုနှစ်အတွက်တစ်နှစ်တာလောက်ခလာစာအများဆုံးရရှိတဲ့ဘောလုံးသမား9ဦးအကြောင်းကိုကျွန်တော်အနေနဲ့တင်ဆက်ပေးသွားမှာဖြစ်ပါတယ်နံပါတ်5 Kylian Mbappe Real Madrid တင်းနဲ့ပြည်သစ်ရဲ့တိုက်စစ်ဘူး Kylian Mbappe ဟာ2025ခုနှစ်အတွက်လောက်ခလာစာအများဆုံးရရှိတဲ့ဘောလုံးသမားစီးမှာနံပါတ်5နေရာကြီးပါဝင်လာနိုင်ပါတယ်Kylian Mbappe ဟာ Real Madrid အသင်းမှာသူ့အနေနဲ့အကောင်းဆုံးခြေစွမ်းတွေကိုပြသထားပြီးတော့ဂိုးတွေလည်းပုံမှန်သွင်းနိုင်တာပဲတွေ့ရတယ်ခင်ဗျ။အဲ့တော့ Kylian Mbappe ဟာ Real Madrid အသင်းမှာတစ်နှစ်တာအတွင်းလောက်ခလာစာအနေနဲ့ US ဒေါ်လာ190လောက်ထိရရှိနေတာလည်းဖြစ်ပါတယ်ခင်ဗျ။နံပါတ်4 Karim Benzema Real Madrid အသင်းနဲ့ပြည်သစ်အသင်းရဲ့တိုက်စစ်မှုဟောက်တစ်ယောက်ဖြစ်တဲ့ Karim Benzema ဟာကျွန်တော်တို့2025ခုနှစ်အတွက်တစ်နှစ်တာလောက်ခလာစာအများဆုံးရရှိတဲ့ဘောလုံးသမားစီးမှာကျွန်တော်နံပါတ်4နေရာကြီးပါဝင်လာနိုင်ပါတယ်ကျွန်တော် Karim Benzema အခုချိန်မှာဆိုတော့ Saudi Pro League အသင်းတစ်ခုဖြစ်တဲ့ကျွန်တော်တို့ Al Ittihad အသင်းမှာကစားနေပြီးတော့အဲ့ဒီအသင်းကနေပြီးတော့သူ့အနေနဲ့တစ်နှစ်တာလောက်ခလာစာအနေနဲ့ US ဒေါ်လာ136တန်းအထိရရှိနေတာလည်းဖြစ်ပါတယ်နံပါတ်3 Neymar Jr. ဘရာဇီးကစားသမားတစ်ယောက်ဖြစ်တဲ့ကျွန်တော်တို့ Neymar Jr. သူ့အနေနဲ့ငယ်ဘွားကလပ်တစ်ခုဖြစ်တဲ့ Santos အသင်းကိုအခုနှစ်2025ခုနှစ်မှာပြောင်းရွှေ့သွားတာကြောင့်သူအရေးကစားခဲ့တဲ့ကျွန်တော်တို့ Saudi Pro League အသင်းတစ်ခုဖြစ်တဲ့ Al Hilal အသင်းမှာသူရရှိခဲ့တဲ့တစ်နှစ်တာလောက်အခ133တန်းနဲ့အဆင့်3နေရာမှာရပ်တည်ထားနိုင်ပါတယ်။ Neymar Jr. ဟာသူ့အနေနဲ့ Al Hilal အသင်းမှာကျွန်တော်ဒဏ်ရာပြဿနာတွေများစွာနဲ့ရေစအယုတ်ကန်နေရပြီးတော့ Saudi မြေမှာလည်းမပျော်ရွှင်တော့တာကြောင့်အသင်းနဲ့တူနှစ်ဦးသဘောတူလမ်းခွဲခဲ့ပြီးတဲ့နောက်ပိုင်းမှာစာချုပ်ထဲအတိုင်းသူရရှိဖို့ကြံတဲ့US ဒေါ်လာ65တန်းကိုပါဆော့လုပ်ပြီးတော့သူ့အနေနဲ့ငယ်ဘွားကလပ်တစ်ခုဖြစ်တဲ့ Santos အသင်းကိုလည်းပြောင်းရွှေ့သွားတာဖြစ်ပါတယ်။နံပါတ်2 Lionel Messi အာဂျင်တီးနားအသင်းကောင်းဆောင်တစ်ယောက်ဖြစ်တဲ့ Lionel Messi ဟာသူ့အနေနဲ့ယခုစီးရင်မှာတော့ကျွန်တော်တို့အဆင့်2နေရာမှာရပ်တည်ထားနိုင်ခဲ့ပါတယ်။ Greatest of all time လို့လူအများသတ်မှတ်ကြတဲ့ကျွန်တော် Lionel Messi ဟာအခုချိန်မှာအမေရိကန် Major League Club တစ်ခုဖြစ်တဲ့ Inter Miami အသင်းမှာကစားနေပြီးတော့အသင်းကနေတစ်နှစ်အတွင်းလောက်ခလာစာအနေနဲ့ US ဒေါ်လာ135တန်းအထိရရှိထားတာလည်းဖြစ်ပါတယ်နံပါတ်1 Cristiano Ronaldo ပေါ်တူဂီအသင်းကောင်းဆောင်တရားဖြစ်တဲ့ Cristiano Ronaldo ဟာသူ့အနေနဲ့ DCA မှာတော့နံပါတ်1နေရာနဲ့ထိပ်ဆုံးမှာရပ်တည်ထားနိုင်ခဲ့ပါတယ်နောက်ထပ် Greatest of all time လို့လူအများသတ်မှတ်ထားသေးတဲ့ Cristiano Ronaldo ဟာသူ့အနေနဲ့ Saudi Pro League အသင်းတစ်ခုဖြစ်တဲ့ Al Nassr အသင်းကနေပြီးတော့တစ်နှစ်အတွင်းလောက်ခလာစာ US ဒေါ်လာ285တန်းအထိရရှိထားပြီးတော့ဒီပမာဏဟာကျွန်တော်တို့နံပါတ်2နေရာမှာရှိတဲ့ Messi ထက်ကျွန်တော်တို့နှစ်ဆကျော်နီးပါးလောက်ပိုများတဲ့အနေအထားတစ်ခုဖြစ်ပါတယ်။ဒါကြောင့်ပဲ Cristiano Ronaldo ဟာကျွန်တော်တို့2025ခုနှစ်အတွင်းလောက်ခလာစာအများဆုံးရရှိတဲ့ဘောလုံးသမားစီးမှာနံပါတ်1နေရာနဲ့ထိပ်ဆုံးမှာရပ်တည်ထားနိုင်ခဲ့ပါတယ်။ဒီနေ့ဒီဗီဒီယိုလေးမှာတော့ကျွန်တော်တို့2025ခုနှစ်အတွင်းတစ်နှစ်တာလောက်ခလာစာအများဆုံးရရှိတဲ့ထိပ်ဆုံးဘောလုံးသမား9ဦးစီးကိုဖော်ပြပေးလိုက်ပါတယ်ဒီစရေးဟာ2024တစ်နှစ်တာလောက်ခလာစာအများဆုံးရရှိတဲ့ကစားသမားစရေးကိုအခြေခံတွက်ချက်ထားတာကြောင့်ကျွန်တော်တို့အပြောင်းလဲတွေရှိလာနိုင်ပါတယ်ဒီနေ့ဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲဝေယကြည့်ရှုပေးတဲ့ညီကိုမန္တမအားလုံးကျေးဇူးများတင်ပါတယ်နောက်ဗီဒီယိုမှာပြန်ဆုံကြမယ်